Okay, yo, bien la baby. Video မတင်တာလဲတော်တော်ကြာပြီပေါ့နော်အခုဟိုစဉ်းစားဒီစဉ်းစားနဲ့ idea တစ်ခုရတယ်သူများအခုအများကြီးတက်တော့မှလည်းမြင်နေရတော့အခုလုံးမှာကဗီဒီယိုလုံးမဆိုရင် Q&A လုံးမှာပဲဖြစ်ပါတယ်စဉ်းစားကြရတော့မလို့တော့ပါဘူးပေါ့နော်အကုန်လုံးလို့တည်ကြတယ်အားကခင်ဗျားတို့ comment မှန်ခဲ့ကျွန်မပြန်ဖြေမယ်ပြောချင်လို့လားပြောမှန်ချင်လို့လားမှန်ဒီ Q&A ကိုပါ100 ထိလုံးမှာဖြစ်ပါတယ်လို့ part 100 ထိလုံးမှာပဲဖြစ်ပါတယ်ရှင်ကောင်းမှန်ခဲ့ကြ Q&A part 1လာပါပြီနေ့တက်လောက်လေးတဲ့ How old are you ကျွန်မ15ခွဲ16ရောက်တော့မှာပေါ့နော်အတန်ကချစ်စရာလေးတဲ့ what the fuck စာလုံးတော့မအောင်မကြီးစာလုံးတော့မအောင်မကြီးတေချာလေးချစ်စရာရေးလားချစ်စရာလေးလားဟာချစ်စရာရေးလားလေးလား Okay Q&A EP2 part 2လာအောင်မယ်ဒီကမတ်ပြန်စမှတ်ခဲ့ကြQ&A ပါကျဝါပြီပုံပြပါလားဟုတ်ကဲ့ပြမယ်ဝေးနေပါဦးနေငါဖန်မဟုတ်မှာငါဖန်ဆိုရင်ဒီအကုန်လုံးတီးကြရလေနေမငါဖန်မဟုတ်လားငါဖန်ဆိုဒီအကုန်လုံးငါရုံမြင်ဘူးလေနော်လိုက်ရှာကြည့်ငါကိုချစ်တယ်ဆိုတဲ့နေရဘာလို့လဲ Minecraft ကဆော့တာကြာပြီလားတဲ့ဟုတ်ကဲ့9နှစ်လောက်ရှိနေပြီပေါ့နော်ဆော့တာတော်ကြာပြီ2026မှာအဲ့လိုရေးရတယ်ကွယ်တဲ့တင်မရမလားမိုဘိုင်းလေးကျဆော့လာတဲ့မဆော့ပါဘူးနော် Okay Q&A part 3လာမယ်ကောမပြန်မှတ်ခဲ့ကြလာပါပြီ Q&A part 3ချစ်လို့ရလားတဲ့No. Roblox ဆော်လားဆိုတော့မဆော်အတန်လေးကောင်းတယ်တဲ့ကျေးဇူးပါ Microsoft တဲ့လူတွေမှာငါအချောဆုံးနဲ့ကိုအလောက်ထင်မကြည့်နဲ့ကောင်းလေးရှိတယ်ဆိုတဲ့မရှိပါဘူးငါစင်ကြယ်လေးသမင်းမစားဘူးလားတဲ့စားတော့မဆိုင်ငါတည်ရကြပြီညမသမင်းကိုဗာနဲ့စားလေတဲ့မစက်နဲ့စားဟဲ့လေစားမတော့လားတင်မရမလား Q&A part 4လာအောင်မယ်ကောမပြန်မှတ်ခဲ့တေချာစဉ်းစားပြီးမှမှန်ခဲ့ကြ Q&A part 4ကြားလာမလားအိုက်တို့တဲ့မှားပါရှင်ကျမကမင်္ဂလေးပါရှင်မပါရှင်ကိုချစ်လာတဲ့ Minecraft player နော် I am single ပဲစိုက်တယ်မဖန်နဲ့တွားပြီးတွိုက်လိုက်ရိုက်တော့သူချီကိုဘလို့ပါတာလဲတဲ့ချီပိုင်မေကပါတာလဲတဲ့ဩမျက်နှာပြားတဲ့လိုက်ရှာကြည့် face က reveal တာပြီးသားပဲအမချောလာတဲ့ချောတယ်လို့ထင်လားမနေ့ကတွေးလိုက်တယ်လို့ပဲတဲ့အပူလေးကျွန်တော်မှဆောင်းမရှိဘူးဗျာတဲ့လိုက်ရှာပေးရဟုတ်လားတချင်းဆိုပြတဲ့ငါပါဆိုပြရမှာတော့ဗာတချင်းတော့ Okay Q&A part 5လာအောင်မယ်ကောင်းမှန်ခဲ့ချစ်လာဒီပါလေလည်းမပြောနဲ့Q&A part 5အတက်ဘလောက်လဲ15ကျော်16လဲဝင်တော့မှာပေါ့နော် What ဆိုတာပါလဲနေကိုလည်းနောက်ဖြေပြီးငါဘာလို့ပြဖြေရမှာဘယ်နိုင်ငံကလဲတဲ့မြန်မာနိုင်ငံကပါရှင်ချစ်သူမရှိလို့ရှာပေးပါလားတဲ့ပြဿနာပဲ Minecraft ဆော့တာဘယ်နှစ်ရှိပြီလဲ9နှစ်ရှိပြီ6နှစ်တည်းဝင်တော့မယ်နာမည်ဘယ်လိုခေါ်လဲတဲ့နည်းနည်းတော့ရှုပ်မယ်နော်ကျမမှာနာမည်3မျိုးတော့ရှိတယ်အစ္စလာမ်နာမည်ဆိုဖီယာ
ထိုင်းနာမည်ထနုံမြန်မာနာမည်တကြံမိုးညကြရင်မအိပ်ပဲနဲ့နေစီပါလားအဲ့တို့တဲ့ငါတယောကရှာနေအမလည်းမဟုတ်ယောက်ျားတန်ကြီးတဲ့ဟုတ်ကဲ့ကျမလည်းယောက်ျားတန်မယ် Q&A part 6လာမယ်တေတေချာချာစဉ်းစားပြီးမှမှန်ခဲ့